Hello မင်္ဂလာပါချူရင်လာအောင်ပါရှင်ဒီနေ့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာကျင်တာ money flow to me from multiple source ပေါ့နော်အဓိကတော့ဒီငွေတွေပေါ့နော်ငွေတွေကိုရှိကိုရောက်လာဖို့ဒီနီးပေါင်းစုံပေါ့နော်နီးပေါင်းစုံကရလာပါစေဆိုပြီးဥစားငွေဝင်လန်းကြောင်းများအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်ငွေဝင်လန်းကြောင်းများအောင်ဆိုရင်အခုတော်တော်များများပေါ့နော်ဒီငါဝန်နှန်းပဲလောက်ကုန်ကြမှာရမှာပဲဆိုတော့ခံယူချက်ကြီးကိုဖယ်လိုက်တော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခု social media ခေတ်မှာဒီလိုအချိန်မှငွေမရှာဘူးဆိုဘယ်ချိန်ငွေရှာမှာလဲเนาะဆိုရဘယ်လိုခေါ်လို့ကိုပေါ့ကိုရဲ့လာကုန်ကြမှာငွေရမယ်ဆိုတဲ့ idea ကိုလောင်းလောက်ကိုမှထားခဲ့လိုက်တော့ဘာဖြစ်လို့လဲဆိုတော့လာကုန်ကြမှာငွေရတာတပိုင်းဒါဝန်ထမ်းလောကပေါ့နော်ဝန်ထမ်းကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ်အစိုးရဝန်ထမ်းပဲဘယ်လုပ်ငန်းပဲဖြစ်ဖြစ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခုကဝန်ထမ်းဖြစ်စေကမူငွေဝင်လန်းကြောင်းများအောင်လုပ်လို့ရတယ်အဲ့ဒါဘာလဲအခုဒီခေါင်းစဉ်အတိုင်းပေါ့နော်ငွေဝင်လန်းကြောင်းများအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ခါကျတော့အဓိကအချက်ကကြတော့ဒီကိုယ့်ပိုင်ငွေပေါ့နော်ကိုယ်ပိုင်ငွေတိုးလာအောင်ဆိုရင်ဘာတွေကကိုယ့်အတွက်ပို့ပြီးတော့လမ်းကြောင်းတွေပို့နိုင်လဲဆိုတော့ပထမဆုံးငွေဝင်လန်းကြောင်းအနေနဲ့ဆိုကိုဝါနာပါယာကိုအရင်ဆုံးလုပ်ပေးပေါ့နော်ကိုဝါနာပါယာကိုဘာလဲပေါ့နော်ဥမာကိုဝါနာပါယာပကြီးဆွဲတာလားဒါမှမဟုတ်ရင် video editing လုပ်တာလားဒါမှမဟုတ်ရင်ကိုကဘယ်လိုခေါ်မလဲကိုရဲ့သိတဲ့အကြောင်းအရာတွေကို share လုပ်ပေးတာဝါနာပါတာလားဒါမှမဟုတ်ရင်ကိုကရှေ့ပြနောက်ဖြစ်တွေကိုဟောပေးရတာဝါနာပါလားအထပါတော့ဒါကကိုနဲ့ဆက်ဆက်ပြီးတော့ခါကျပြောပြတာပေါ့နော်အဲ့ဒါဝါနာပါတဲ့ဥစ္စာကိုလမ်းကြောင်းတစ်ခုတိဆောက်လိုက်ပေါ့နော်အဲ့လိုလမ်းကြောင်းတစ်ခုတိဆောက်ပြီးတဲ့ခါကျနောက်တစ်ခုလမ်းကြောင်းဘာလမ်းကြောင်းဖြစ်အောင်မလဲဆိုတော့အခုခေတ်စီကြောင်းအလိုက်မှာဘာတွေကိုtrain ဖြစ်နေလဲပေါ့နော်သူ့ရဲ့လမ်းကြောင်းအတိုင်းဥမာအခုဆိုရင် video editing နဲ့ပတ်သက်ပြီးတော့ခါကျတော့တချို့လူတွေဆိုရင် update တွေလုပ်တယ် update တွေလုပ်ပြီးတော့ခါကျတော့ကိုသိတဲ့အကြောင်းအရာလေးကိုပြန်ပြီး sharing လုပ်ပေးတယ်နောက်ခါကျတော့တခြားသိကျင်တဲ့လူတွေကိုပြန်ပြီးတော့ class ပြန်ဖွင့်တယ်ခေတ်စီကြောင်းဘာတွေရှိနေလဲဘာတွေကကျတော့ idea လေးအနေနဲ့လာပြီးပေးတာနောက်တစ်ခုကကျတော့လုံးတဲ့အကြောင်းအရာဆိုခုနပြောပြတာကိုကအခုလောလောဆယ်မှာဝန်ထမ်းဆိုတဲ့ခါကျဝန်ထမ်းအလုပ်ကိုလုပ်တာဟုတ်ပြီရတယ်ဒါပေမဲ့နောက်တစ်ခုအနေနဲ့ကကြတော့ကိုကစနေတနင်္ဂနွေတွေမအားဘူးလားအားတယ်နော်ကိုပိုင်အချိန်တွေဆိုတာအနည်းနဲ့များတော့ရှိတယ်အဲ့ကိုပိုင်အချိန်တွေမှာကိုဝါနာပါယာကိုခုနလေးလာလိုက်မယ်နောက်တစ်ခုကကြတော့ trend ဖြစ်နေတဲ့ဟာတွေကဘာတွေလဲအဲ့အလေးကိုသိရမယ်ပေါ့နောက်တစ်ခုကကြတော့ကိုလေးလာထားတဲ့ပညာရဲ့ပေါ့ဥမာကိုလေးလာထားတဲ့ပညာရဲ့ကိုဝါနာပါတဲ့ဥစ္စာတခြားလူကိုအကျိုးပြုနိုင်တယ်အကျိုးဘယ်လိုခေါ်မလဲအကျိုးပြုနိုင်တဲ့အကြောင်းအရာတွန့်တက်ဘူးနောက် like close ဆိုတာဘာလဲမသိတဲ့လူအဲ့လိုဟာမျိုးလေးတွေကိုကသိတယ်မလားတခုလေးသိလိုက်တာနဲ့ကိုမသိတဲ့လူကိုပြန်ပြီးတော့ sharing လုပ်ပေးအဲ့လိုလုပ်ပေးလိုက်တဲ့ခါကျတော့ကို့မှာနောက်ဒါလေးတွေထက်လေးလာအောင်ပါငါဒါလေးတွေထက်လေးလာအောင်ပါတဲ့အဲ့အမှာလမ်းကျဆို post လေးတင်ပေးတာမျိုးအဲ့လိုပုံစံမျိုးလေးကစနီလန်းလေးတွေစကြည့်ပေါ့စကြည့်တဲ့ကကိုပထမဆုံးငွေမဝင်သေးရင်တောင်confidence ရှိလာတယ် confidence ရှိလာတဲ့အမြကိုတိုင်းကိုယ့်ရဲ့ဘဝကရည်ရချက်တွေကဘယ်လိုခေါ်မလဲပို့ပြီးတော့ခါကျရှောက်လန်းရတာပို့ပြီးတော့သဘောကျလာတယ်သဘောကျလာပြီးတဲ့ခါကျတော့ဒီငါရဲ့ဥစ္စာအဓိပ္ပာယ်ရှိလာပြီပေါ့နော်ငါရဲ့ဘဝကအဓိပ္ပာယ်ရှိလာအရင်တော့ဆိုရင်ငွေဝင်လန်းကြောင်းကတခုတည်းအခုဆိုရင်ငါငွေမဝင်သေးပေမဲ့လည်းငါလူများအတွက်ကိုအကျိုးပြုနိုင်တဲ့ဥစ္စာလေးကိုသိအောင်လုပ်ပေးလိုက်တဲ့ခါကျတော့အဲ့သူတို့ကတခုသိသွားရင်လေကိုသိတဲ့အကြောင်းအရာတွေတခု share လုပ်ပေးလိုက်ရင်သူတို့လည်းပေးတယ်အဲ့လိုလုပ်ပေးခြင်းအပြင်ကိုဘဝကလည်းမြင်မသိမြင်လာလိမ့်မယ်ဒါကကြတော့ဘယ်လိုခေါ်မလဲလူများကိုကူညီရင်းနဲ့လူများကိုကိုကဆွဲပြီးတော့ဘယ်လိုခေါ်မလဲလက်တွဲခေါ်ရင်းနဲ့ဖြစ်လာတဲ့အကြောင်းအရာပေါ့နော်ဒီခုနကခေါင်းစဉ်လေးအတိုင်းပဲငွေဝင်လန်းကြောင်းများအောင်ဘယ်လိုလုပ်ရမလဲဆိုတာကပထမဆုံးကနဦးကိုတိုင်းဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲကိုဝါနာပါတာဘာလဲဥမာကိုဝါနာပါတဲ့အကြောင်းအရာကိုလေ့လာလိုက်ပြီးဥမာကြုံလေးကို share လုပ်ပေးတာဒါမှမဟုတ်ကိုရဲ့ပညာရေးလေးသင်ယူထားတဲ့ဟာလေးတွေကပဲဖြစ်နေတယ်ငါလာကုန်ကြမှာပဲငွေဝင်မဲဆိုတဲ့ idea ကြီးကိုဖြုတ်လိုက်ပါအများကြီးပါပဲเนาะအဲကြောင့်မလို့ကိုရဲ့ငွေကိုဘယ်လိုပုံစံမျိုးနဲ့လမ်းကြောင်းကိုပေါ့နော်ငွေဝင်လမ်းကြောင်းများဘယ်လိုလေးလုပ်ရမလဲဆိုတာကိုလာပြီးတော့ share လုပ်ပြခြင်းဖြစ်ပါတယ်ဒီ page လေးကိုကမတိသေးဘူးအခုမှတိလိုက်တယ်ကြည့်ရလို့အဆင်ပြေတယ်နောက်ကျကို့အတွက်လည်းတစုံတရာအကျိုးရှိမယ်ဆိုရင်ဒီ page လေးကို like and follow လေးလုပ်ပေးထားပါနော်နောက်ကြတော့ကိုတကယ်လို့ကိုပြန်နားထောင်ခြင်းနဲ့ပေါ့နော်ပြန်နားထောင်ခြင်းနဲ့ပြန်ပြီးတော့ခါကြလဲကို
page ကို share လွယ်ခြင်းနေပေါ့နော်အဲ့လိုပုံစံမျိုးဆိုရင်ကိုယ့်ရဲ့ပေါ့ wallpaper မှာ share လိုက်ပါ share လိုက်တဲ့ခါကျတော့ကိုတကယ်လို့ပြန်ရှာရဲဆိုရင်လည်းလွယ်တယ်ပေါ့နော်တကယ်လို့နာမည်ပေါ့ page ရဲ့နာမည်ကိုမေ့နေခဲ့သေးရှိတော့ပေါ့ကိုကပြန်ရှာလွယ်အောင်လို့ကို page မှာလည်း share ပေးလို့ရရပေါ့အဲကြတော့ကိုယ့်ရဲ့တငယ်ချင်းတွေကလည်းမြင်သွားတဲ့ခါကျတော့ကိုကနှစ်စားအခွင့်အရေးပိုရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်အတွက်ကိုလည်းအခွင့်အရေးရတယ်တခြားလူတွေကိုလည်းကိုကသူတို့လည်းတီးပါစေဆိုပြီး share လိုက်တဲ့ခါကျတော့နှစ်စားပို့ပြီးတော့အခွင့်အရေးတွေရလာပါလိမ့်မယ်နော်ဟုတ်ကျေးဇူးပါ